过来看，它不是歌里的烟干嘛？ ခုရောက်နေတဲ့နေရာလေးကတော့ဗာလဲဆိုရင်သူတို့ဒီ Stone Forest လို့ခေါ်တဲ့ကြောက်တုံးတွေကတောအုပ်လေးလိုဖြစ်နေတာပါအဲ့ဒါဗာလဲဆိုတော့ဟိုဘက်မှာတော့ကြောက်တုံးတွေတော်တော်များအကြီးရှိတယ်ဟိုဘက်ဒီမှာလည်းရှိသေးတယ်ဒါကတော့လူရှင်းတဲ့နားလေးကိုခဏရိုက်ပြပေးတာပါအတန်ကြီးညမ်းနေလို့ဒီကြောက်တုံးတွေကဘယ်ဖြစ်လာလဲဆိုတော့လွန်ခဲ့သောနှစ်ပေါင်း300အထက်ကဒီပင်လယ်ရေအောက်မှာရှိတဲ့ကျမ်းမြေလောက်စီဟာပေါ်ထွက်လာတဲ့ကြောက်တုံးတွေလိုယူဆရတယ်ပေါ့နော်ဒါဘာလို့ထုံးကြောက်အမျိုးအစားကြောက်တုံးတွေဖြစ်တယ်ငါကပဲဒီနေရာပင်လယ်ဖြစ်ခဲ့လို့ရေရခန့်သွားလို့ကျမ်းပြင်တွေပေါ်လာတာလားဒါမှမဟုတ်တနေနေရာပင်လယ်ကျမ်းပြင်အောက်ကထုံးကြောက်တွေကဒီပေါ်မှာပဲပေါ်ထွန်းလာသလားတော့တိတိကျကျမသိဘူးဂိုက်ပြောတဲ့စကားအရာတော့ဒီဟာကြီးပင်လယ်ကမ်းခြေအောက်ကကြောက်အမျိုးအစားဖြစ်တယ်ဒီပေါ်မှာတိုးထွန်းလာတယ်ကြောက်ရဲ့တန်းအဖြစ်နှစ်တန်းပေါင်း200လောက်တော့ရှိပြီဒါတော့သိရတယ်အဲ့လိုကြောက်တုံးကြောက်ဆိုင်တွေအများကြီးပဲဖြစ်နေတာအဲကြောင့်တော်လေးလိုဖြစ်နေလို့ဒီ Stone Forest လို့ခေါ်တာပါအခုတော့2လီတာခေါ်နေပါပြီသွားဖို့တော့ကိုဒီဘက်မှာပါတခြားလာအများကြီးရှိပါသေးတယ်အရှင်းကမရတော့လို့တတာ